ဒါကြောင့်မဟုတ်ဘူးခေါ်လား ဟုတ်တယ်မဟုတ်ဘူး ဒီထဲမှာတော့လောက်ရောင်းနေတာမျိုးတွေ ဟိုက50 60ရောင်းနေတယ် ဟုတ်လေ ရှုံမြောင်တွေတောင်းတန်းချီကိုကြောဖြက်လာအသေးထိစရာကားကလေးစီကရဲ့မြင်နိုင်မဲ့ဘလောင်မြို့တစ်မြို့ရဲ့ဟိုအထက်မှာမြို့နမ်းဆန်လာကချစ်စရာကွယ်တောင်ပေါ်ကိုရောက်သွားခဲ့ရင်မြင်ရမယ်ရုံးမတောင်တန်းနဲ့လက်ဖက်ချံကိုစိတ်ထဲကနေကြည်နူးလို့ချစ်တဲ့သူတွေ့ရတော့မလို့အချိန်တန်ပြန်ရတော့မယ်ဆိုရင်တမျိုးပဲလုံးစံနိုင်စွမ်းမရှိတယ်လို့ကွယ်မခွဲခွာခြင်းဘူးအမြဲနေခြင်းလေနောက်အခါမှနောက်တစ်ခေါက်ရောက်လာမယ်